ကြမ်းဖက် KNU အဖွဲ့အနေနဲ့နိုဝင်ဘာလ25ရက်နေ့ဖလူးမင်းလက်ပံဒေသမှာဖြစ်ပွားခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးထုတ်ပြန်ချက်တောင်းဆိုချက်တစ်ဆောင်ထုတ်ပြန်လာတာကိုကျွန်တော်တို့တွေ့ရပါတယ်။ဒါတော့ဒီထုတ်ပြန်ချက်ပဲကျွန်တော်တို့ဖြစ်ပါတယ်။ထုတ်ပြန်ချက်မှာတော့ DKBA အမည်နဲ့ဆွဆွဲထားတာကိုတွေ့ရပါတယ်။ကျွန်တော်ကတော့ဒီနေရာမှာ KKO DKBA ဆိုတဲ့အသုံးအနှုန်းပဲသုံးနှုန်းတော့ပါမယ်။ဘာဖြစ်လို့လဲဆိုတော့2012ခုနှစ်ဧပြီလမှာ DKBA ဟာကလိုထူးဘောကရင်အစည်းအရုံး KKO ဖွဲ့စည်းခဲ့ပါတယ်။သူတို့ဖွဲ့စည်းခဲ့တဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒါသူတို့အနေနဲ့သတင်းတွေထုတ်ပြန်ထားတာလည်းတွေ့ရပါတယ်။ဒီမှာကျွန်တော်တို့ DKBA ကလိုထူးဘောမှာနိုင်ငံရေး KKO ဖွဲ့စည်းဆိုပြီးထုတ်ပြန်ထားတာမျိုးသူတို့လည်းတရားဝင်ထုတ်ပြန်ထားတဲ့ဟာတွေကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်။ဒီ KKO အဖွဲ့ရဲ့ဥက္ကဋ္ဌမန်ရောဘတ်ဆန်ဖြစ်ပါတယ်။ဒုဥက္ကဋ္ဌကတော့စောမိုရှိဖြစ်ပါတယ်။သူတို့စတင်ဖွဲ့စည်းထုတ်ပြန်ချက်ထဲမှာဘာပါလဲဆိုတော့ KKO အဖွဲ့ဒီကရင်မျိုးသားအစည်းအရုံး KNU ဟာမိခင်အဖွဲ့အစည်းဖြစ်ခံယူတယ်လို့တရားဝင်ထုတ်ပြန်ထားတာတွေ့ရပါတယ်။ဒီအကြမ်းဖက် KNU အဖွဲ့ရဲ့25ရက်နေ့ထုတ်ပြန်ချက်ဒီထုတ်ပြန်ချက်ကိုလေ့လာကြည့်ရင်သူတို့ဟာဖလူးမင်းလက်ပံဒေသနဲ့ပါဝင်ပတ်သက်နေသူတွေကိုအတွင်းကြသိနေတာကိုတွေ့နိုင်ပါတယ်ဒီသူတို့ရဲ့ထုတ်ပြန်ချက်ထဲမှာအသေးစိတ်ဖတ်ကြည့်လို့ရှိရင်သူတို့ဒီနယ်မြေဒေသမှာရှိနေတဲ့လူတွေကိုအတွင်းကြသိတယ်အသေးစိတ်သိတယ်ဆိုတဲ့ဟာကိုဖော်ပြနေပါတယ်ဒါကြောင့်မလို့အကြမ်းဖက် KNU အဖွဲ့ကိုယ်တိုင်ထဲဝင်ပတ်သက်နေတာဖြစ်တယ်လို့ကျွန်တော်အနေနဲ့ပြောလိုပါတယ်အကြမ်းဖက် KNU အဖွဲ့ရဲ့ထုတ်ပြန်ချက်နဲ့လက်တွေ့မြေပြင်မှာဖြစ်ပျက်နေတာတွေကလည်းကွာခြားနေတာကိုလည်းကျွန်တော်တို့တွေ့ရပါတယ်ဒီဂျိုဒုတပ်ပုံမှတ်တမ်းတွေအရခုဖြစ်ပွားခဲ့တဲ့ဖလူးမင်းလက်ပံဒေသလူမင်းလက်ပံဒေသဆိုတာလဲ KNU စာချုပ်ချုပ်ပြီးလောက်ဆောင်ခဲ့တဲ့ KK ပတ်နေရာနဲ့ကျွန်တော်တို့တောင်ဘက်နီးနားမှာရှိတဲ့နေရာတစ်ခုပဲဖြစ်ပါတယ်အဲ့ KK ပတ်နေရာမှာဂျိုဒုတပ်ပုံတွေအရ2021ခုနှစ်17လပိုင်းဘာမှမရှိတာကိုတွေ့ရမှာဖြစ်ပါတယ်2022ခုနှစ်17လပိုင်းမှာလည်းကျွန်တော်တို့ဒါဘာမှမရှိတာတွေ့ရမှာဖြစ်ပါတယ်2023ခုနှစ်အထိဘာမှမရှိတာတွေ့ရမှာဖြစ်ပါတယ်ဒီနေရာမှာ2024ခုနှစ်မှာကျွန်တော်တို့12လပိုင်းပုံဖြစ်ပါတယ်2024ခုနှစ်မှာအဆောက်အအုံများစတင်ဆောက်လုပ်ခဲ့ကြောင်းကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်အဲ့ဒီအချိန်ဟာဘယ်လိုအချိန်လဲဆိုတာကျွန်တော်ပြောပြခဲ့ပြီးဖြစ်ပါတယ်ဒီအချိန်မှာကျွန်တော်ပြောခဲ့သလိုပဲအဲ့ဒီဒေသမှာ KNU နဲ့ပေါင်းပါအကြမ်းဖက်အဖွဲ့တွေဟာကရင်ပြည်နယ်နယ်စပ်ဒေသတွေမှာပေါင်းညမ်းတိုက်ပွဲဖော်ဆောင်နေတဲ့အချိန်ဖြစ်လို့အစိုးရရဲ့လုံခြုံရေးအဖွဲ့အစည်းတွေအုပ်ချုပ်ရေးအဖွဲ့အစည်းများမရှိတဲ့အချိန်ဖြစ်ပါတယ် KNU ရဲ့ထုတ်ပြန်ချက်စာမျက်နှာ1အပိုက်နဲ့စာမျက်နှာ1အပိုက်နဲ့မှာရေးထားတာကိုကျွန်တော်တို့ဒါလေ့လာကြည့်မယ်ဆိုရင် KNU တပ်ဖွဲ့များက၎င်း DKBA တပ်ဖွဲ့များတပ်ဆွဲထား၍တိုက်ခိုက်သည့်နေရာရှင်းလင်းရာ DKBA တပ်ဖွဲ့ဝင်အနည်းဆုံး230ဦးလက်နက်ချပြီး၎င်းအခြေချစခန်းအား KNU မှထိမ့်သိမ်းနိုင်ခဲ့သည်လို့ရေးထားတာတွေ့ရပါတယ်တကယ်ဖြစ်စဉ်မှာတော့2025ခုနှစ်နိုဝင်ဘာလ21ရက်နေ့နေ့လယ်2နာရီလောက်မှာမင်းလက်ပံရွာကို KNU PDF အကြမ်းဖက်အဖွဲ့အချို့ကား3စင်းနဲ့ရောက်လာပါတယ်ကျွန်တော်ထပ်ပြောပါမယ်ကား3စင်းနဲ့ရောက်လာတာဖြစ်ပါတယ်ခင်ဗျားတို့ကျွန်တော်စဉ်းစားကြည့်ပါမင်းလက်ပံရွာမှာ DKBA KKO ပေါ့ဗျာနောက်တစ်ခါ KNU ပေါ့သူတို့အချင်းချင်းကတကယ်ရန်ဘက်တွေရန်သူတွေဆိုရင်ဒီလိုနေရာကိုကားနဲ့ပေါ်တင်လာလို့ရမှာလားပြီးတော့အဲ့ဒီနေရာက KKO လုံခြုံရေးယူထားတဲ့ဂိတ်ကိုရောက်လာပြီး KKO အဖွဲ့ကဗိုလ်မှူးအဆင့်ရှိတဲ့စောဖားထီကိုခေါ်ပြီး KKO အဖွဲ့ကိုလက်နက်တွေသူတို့စီအပ်ဖို့ KNU PDF အကြမ်းဖက်အဖွဲ့တွေကပြောဆိုခဲ့တယ်လို့သိရပါတယ်စောဖားထီကသူတို့တာဝန်ကတော့စောကျော်ကွန်မင်းတော်တခွားသီးဖြစ်ပါတယ်သူတို့တော့မဖမ်းပါနဲ့လို့ပြောခဲ့တာဖြစ်ပါတယ် KNU PDF အဖွဲ့အနေနဲ့သူတို့ KNU ဘိုးကဖမ်းခိုင်းတာဖြစ်ကြောင်းနဲ့ KKO စီကလက်နက်190လက်နဲ့အဖွဲ့ဝင်ချုပ်ကိုဖမ်းဆီးသွားခဲ့ပါတယ်
အဲ့လိုကိစ္စတွေဖြစ်နေတော့အချိန်မှာပဲ KNU PDF အကြမ်းဖက်အဖွဲ့က KKO ခေါင်းဆောင်တွေနဲ့ဆက်သွယ်ပြီးစောကြော်ကုံမင်းခေါ်ပကွားသီးကိုမင်းလက်ပံမှာမတွေ့တဲ့အတွက်သူတို့လက်ထက်ကိုဖမ်းဆီးအနံပေးဖို့တောင်းဆိုခဲ့တယ်ဆိုတာလည်းသိရပါတယ်။ KNU PDF အဖွဲ့ကဖမ်းဆီးသွားတဲ့ KKO တွေကိုပြန်လွတ်မြောက်ရေးအတွက် KKO ခေါင်းဆောင်တွေက KNU နဲ့ဆက်သွယ်ညှိနှိုင်းနေတယ်ဆိုတာလည်းသိရှိရပါတယ်။မရှိမနှောင်းမှာပဲနိုဝင်ဘာလ24ရက်နေ့မှာ DKBA KKO အနေနဲ့ KNU ကတောင်းထားတဲ့စောကြော်ကိုမင်းခေါ်ပကွားသီးကိုဖမ်းဝရမ်းထုတ်ခဲ့ကြောင်းကျွန်တော်တို့ဒါတွေ့ရပါတယ်။ဒါ DKBA KKO အဖွဲ့အစည်းကထုတ်ခဲ့တဲ့ဖမ်းဝရမ်းဖြစ်ပါတယ်။အဲ့ဒီနေ့မှာပဲသူတို့နယ်မြေအတွင်းမှာနိုင်ငံသားများတည်ဆောင်ခြင်းကိုတွေ့ရှိရင်ဖမ်းဆီးအရေးယူမယ်ဆိုပြီးပဲ DKBA KKO ကဒါအထူးအစည်းအဝေးလုပ်ပြီးအရေးပေါ်အစည်းအဝေးဆုံးဖြတ်ချက်အရာဆိုပြီးထုတ်ပြန်ထားတဲ့ထုတ်ပြန်ချက်တစ်စောင်ကိုလည်းကျွန်တော်တို့တွေ့ရပါတယ်။ဒါတွေကိုကြည့်ရင်မြင်းလက်ပံကိစ္စဟာ KNU သိတယ်။အစကတည်းက KNU သိတယ်။ KNU အကြမ်းဖက်အဖွဲ့အနေနဲ့ထဲထဲဝင်ပါဝင်ပတ်သက်နေတယ်ဆိုတာထင်ရှားတယ်ဆိုတာပြောလိုပါတယ်။ KNU အကြမ်းဖက်အဖွဲ့ရဲ့ခုနကျွန်တော်ပြလိုက်တဲ့ထုတ်ပြန်ချက်စာမျက်နှာနှစ်အပိုက်နဲ့မှာစစ်တပ်နဲ့၎င်းတို့ကိုကူညီတိုက်ခိုက်ပေးနေသောတပ်ဖွဲ့များမှဆက်လက်ထိုးစစ်ဆင်နေပြီးတိုက်ပွဲများဖြစ်နေလို့ KNU အနေနဲ့၎င်းပတ်ဝန်းကျင်လုံခြုံရေးအတွက်ဆက်လက်တာဝန်ယူရပါတယ်လို့ရေးထားတာတွေ့ရပါတယ်။ကျွန်တော်တို့လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ KK ပတ်နဲ့ရွှေကုတ်ကုံမှာရှင်းလင်းရေးလုပ်ငန်းတွေဆောင်ရွက်နေပါတယ်။ဘလောက်အတိုင်းအတာအထိဆောင်ရွက်နေတယ်ဆိုတာနေ့စဉ်သတင်းထုတ်ပြန်ပြီးဖြစ်ပါတယ်။ဒီနေရာတွေကို KNU အကြမ်းဖက်အဖွဲ့တွေကလာရောက်ပစ်ခတ်တဲ့အတွက်တိုက်ပွဲငယ်များဖြစ်ပွားနေတာလည်းတွေ့ရပါတယ်။အဲ့တော့ KNU အဖွဲ့အနေနဲ့ KNU PDF အကြမ်းဖက်အဖွဲ့အနေနဲ့ဒီမင်းလက်ပံကိစ္စနဲ့ပတ်သက်ပြီးဘာကြောင့်ဒီထုတ်ပြန်ချက်ကိုထုတ်ပြန်ပြီးပြည်သူကိုလိမ်လည်နေရတယ်ဆိုတော့အကြောင်း30ရှိပါတယ်။နံပါတ်1အချက်ကတော့မင်းလက်ပံမှာသူတို့ထိမ့်သိမ်းထားတဲ့သူတွေကသူတို့အကြောင်းကိုထဲထဲဝင်သိတဲ့သူတွေကိုနှုတ်ပိတ်ချင်တာပဲဖြစ်ပါလိမ့်မယ်။နှုတ်ပိတ်တာလက်လွန်သွားလို့ရှိရင်ခုနပြောလို့တိုက်ပွဲဖြစ်လို့မလို့ပေါ့နော်။သေတာပါလို့အကြောင်းပြချင်တာဖြစ်ပါလိမ့်မယ်။နံပါတ်2အချက်ကတော့သူတို့နဲ့ပတ်သက်တဲ့သဲလွန်စတွေကိုဖောက်ဖျက်ပြီးအခြားအဖွဲ့တွေအပေါ်မှာအပြစ်ပုံချဖို့ဖြစ်ပါတယ်။ဒါကိုခေရှားစီရတော့အဲ့ဒီရဲ့ထုတ်ပြန်ချက်ထက်မှာပါတဲ့စာမျက်နှာနံပါတ်3မှာပါတဲ့နိုဝင်ဘာလ25ရက်နေ့ဖြစ်စဉ်အဲ့ဒီမှာမနေ့စောစောမှာစကန်အလုံသမားရာပေါင်းများစွာတို့သည်အသေးခံ drone တိုက်ခိုက်မှုများရှိမိဟုကြား၍ထိတ်လန့်တုန်လှုပ်စွာဖြင့်ခြံဝင်းအတွင်းမှထွက်ပြေးရန်ကြိုးစားခဲ့ကြသည်နောက်တစ်ပိုက်မှာတော့အဆောက်အအုံများအတွင်အလုံသမားအချင်းချင်းရန်ပွဲများဖြစ်နေသည့်စုညံသားများအရေးအယောင်များတွေ့ရသည်လို့ဖြေသားထားတာတွေ့ရပါတယ်တကယ်မြေပြင်မှာဖြစ်ပွားခဲ့တဲ့အခြေအနေအဲ့ဒါတော့နိုဝင်ဘာလ25ရက်နေ့မနက်9:00 နာရီခွဲလောက်မှာမင်းလက်ပံမှာကျွန်တော်တရားမဝင်ရောက်ရှိနေပြီး KNU ရဲ့ဖမ်းဆီးပိတ်လောင်ခံထားရတဲ့ပြည်ပနိုင်ငံသားများကသူတို့ကိုပိတ်လောင်မထားဖို့အဝတ်အစားတွေကိုမီးရှို့ဆန္ဒပြတောင်းဆိုခဲ့တယ်လို့သိရပါတယ်။ဒါကို KNU PDF အဖွဲ့တွေကပြစ်ခတ်ခဲ့တယ်ဆိုတာလည်းသိရပါတယ်။ဒီဟာနဲ့ပတ်သက်ပြီးတော့ဖြစ်ပွားခဲ့တဲ့ထောက်ထားဒါဓာတ်ပုံများလည်းကျွန်တော်တို့ရရှိထားတာရှိပါတယ်။ဒါမြောက်ဒီမျိုးမြလက်ပံကြီးကလောင်းစားယုံတွေမှာဒီနိုင်ငံသားများဆန္ဒပြမှုကို KNU PDF အကြမ်းဖက်အဖွဲ့ကဒါပြစ်ခတ်မှုမှတ်တမ်းဓာတ်ပုံများပဲဖြစ်ပါတယ်။ဒီမှာတော့ကျွန်တော်တို့လူတယောက်လဲကြနေတာတွေ့ရပါတယ်။ဒီမှာတော့ဒဏ်ရာရတဲ့ပုံကိုကျွန်တော်တို့ပြပါထားတာဖြစ်ပါတယ်။ပြည်ပနိုင်ငံသားအချို့ထိကြိုက်ဒဏ်ရာရကြောင်းနဲ့သေဆုံးနိုင်ွယ်ရှိကြောင်းလည်းကျွန်တော်တို့သိရပါတယ်။ဒါတွေဖြစ်ပြီးနောက်ပိုင်းမှာနိုဝင်ဘာလ25ရက်နေ့ည9:00 နာရီခွဲလောက်မှာတရုတ်နိုင်ငံသား635ဦးလာအိုနိုင်ငံသား23ဦးဗီယက်နမ်နိုင်ငံသား16ဦးစုစုပေါင်း684ဦးဟာပေါင်ရင်းမြစ်တစ်ဖက်ကမ်းထိုင်းနိုင်ငံမဲဆောက်မြို့မက်ကိုကင်းကျေးရွာဘက်ကိုရောက်ရှိလာတယ်ဆိုတာသိရပါတယ်။ထိုင်းအာဏာပိုင်များအနေနဲ့ဒါဆက်လက်စစ်ဆေးထိန်းသိမ်းနေတယ်ဆိုတာလည်းကျွန်တော်တွေ့ရပါတယ်။အဲ့ဒီနေ့ညပိုင်းမှာပဲမင်းလက်ပံတွေကကြားဖြန့်လုပ်ငန်းဦးစီးလုပ်ကိုင်သူလို့ယူဆရတဲ့ပြည်ပနိုင်ငံသား20လောက်ကိုသူတို့ရဲ့ travel guard မော်တော်ယာဉ်များ73စီပေးပါအလုံး100ခန့်နဲ့ငွေထက်ထားတဲ့
မိကန်တက်တာကာလီစီးတိုက်စာကို KNU PDF အဖွဲ့ကဖမ်းဆီးခေါ်ဆောင်တည်ထုတ်သွားကြောင်းသိရှိရပါတယ်ကြံတရေတွေလည်းရှိနေနိုင်တာရကိုတွေ့ရပါတယ်ဒီလောက်ဆိုရင်အကြမ်းဖက် KNU ဘာလဲဆိုတာကိုအားလုံးကသိရှိနိုင်ပြီလို့ကျွန်တော်ပြောကြားလိုပါတယ်ကျွန်တော်တို့အနေနဲ့ဒီ online လိမ်လည်လောင်ကစားမှုလုပ်ငန်းတွေကိုစတင်ချီယာခံပြီးတဲ့အချိန်ကစပြီးအိန္ဒိချင်းမိတ်ဆွေနိုင်ငံတွေနဲ့ပူးပေါင်းပြီးရှာပယ်ဖော်ထုတ်ဖမ်းဆီးမှုတွေကိုတက်ကြွကြွဆောင်ရွက်နေတယ်လို့ဒေသတွင်းနိုင်ငံများနဲ့အတူပူးပေါင်းဆောင်ရွက်နေတာလည်းဖြစ်ပါတယ်နိုင်ငံဝင်နေရာအနှံ့ပြမှာစစ်စင်ရေးတရက်တစ်ခွဲနှိမ်နှင်းလျက်ရှိပါတယ်ဒါကြောင့်ရရှိထားတဲ့သတင်းတွေအရဒီနိုဝင်ဘာလ24ရက်နေ့25ရက်နေ့26ရက်နေ့တို့မှာရှမ်းပြည်နယ်တောင်ပိုင်းကျေးသီးမြို့နယ်မိုင်းတောင်မြို့အနီးပါရှင်းလင်းခဲ့ရမှာမိုင်းတောင်မြို့အရှိတောင်ဘက်နောင်တောက်ရွာကောင်းဟန်ရွာဝမ်ကျောင်းရွာအနီးမှာအွန်လိုင်းလိမ်လည်လောင်ကစားမှုကျူးလွန်တဲ့ပြည်ပနိုင်ငံသား28ဦးမြန်မာနိုင်ငံသား10ဦးတို့ကိုအစအုံတွေမော်တော်ယာဉ်တွေဆက်ဆက်ပစ္စည်းတွေလက်နက်ငယ်9လက်တို့နဲ့အတူပေါ်ထုတ်ဖမ်းဆီးရမိခဲ့ပါတယ်ပြည်ပြင်းထန်တာအရေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ်မြန်မာနိုင်ငံအစိုးရအနေနဲ့ဒီ online လိမ်လည်လောင်ကစားမှုလုပ်ငန်းတွေနဲ့ဒုစရိုက်လုပ်ငန်းတွေကိုဘယ်တော့အခါမှခွင့်ပြုခဲ့ခြင်းမရှိသလိုမြန်မာနိုင်ငံရဲ့ပိုင်တဲ့နယ်မြေကိုအသုံးချပြီးမိတ်ဆွေနိုင်ငံတွေအိမ်နီးချင်းနိုင်ငံတွေနဲ့နိုင်ငံတကာအပေါ်ရာဇဝတ်မှုကျူးလွန်နေတာကိုလည်းလုံးဝလက်ခံမှာမဟုတ်ဘူးဆိုတာကိုအလေးနဲ့ထားပြောကြားထားပြီးဖြစ်ပါတယ်မြန်မာနိုင်ငံအနေနဲ့နိုင်ငံတကာနဲ့တကမ္ဘာလုံးကိုအန္တရာယ်ပေးနေတဲ့ဒီ online လိမ်လည်လောင်ကစားမှုလုပ်ငန်းတွေမြမအမည်ကနေအများဆုံးအမြင့်ပြတ်စေရေးတိုက်ဖြတ်ရှင်းလင်းဆောင်ရွက်လျက်ရှိကြောင်းအသိပေးပြောကြားလိုပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်